မင်းကလေးကသူ့ကိုယ်သူလူမိုက်မလေးလိုပြင်ဆင်ထားယုံတင်မကပဲလူအများရှိမှတင်ကောင်လေးရဲ့နှက်တိုင်ကိုဆွဲပြီးနမ်းလိုက်ပါတယ်ကောင်လေးကတော့ကြောင်တောင်တောင်နဲ့မင်းပါလို့တာလဲလို့မေးလိုက်ပါတယ်မင်းကလေးကတော့ဘာမှမဖြစ်တယ်လို့ပါပဲသူ့ပိုက်ထဲကကလေးကအကြာကြီးစောင်းလို့မရတာကြောင့်ဒီကောင်လေးသူ့ကိုမြ мян ကြိုက်လာအောင်လုပ်ရပါမယ်တကယ်တော့သူကအတိတ်ကနေပြန်လဲမွေးဖွားလာသူပါအရင်ဘဝတုန်းက3နှစ်ကြာချစ်ကြိုက်ခဲ့တဲ့သူတို့နှစ်ဦးမှာချစ်သက်သေးလေးရခဲ့ပါတယ်ဒါပေမဲ့မင်္ဂလာဆောင်တဲ့နေ့မှာပဲမိသက်တမားဖြစ်တဲ့ခင်ပွန်းဒီကတာဝန်ထမ်းဆောင်ရင်းကွယ်လွန်သွားခဲ့ပါတယ်လင်းရှုကခင်ပွန်းရဲ့ဒိုင်ယာရီကိုဖတ်ကြည့်မှခင်ပွန်းဖြစ်သူကသူ့ကိုဆယ်စုနှစ်တခုကျော်တိတ်တခိုးချစ်ခဲ့တာကိုသိလိုက်ရပါတယ်မိကြောက်တတ်တဲ့သူကမိသက်သမားလုပ်ခဲ့တာဟာလဲလင်းရှုကမိသက်သမားတွေကိုကြိုက်တယ်လို့ပြောခဲ့ဘူးလို့ပါဝမ်းနေလုံးလို့သူအဲ့ဒီနေရာမှာတင်မေ့လဲသွားခဲ့ပါတယ်ဒါပေမဲ့မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ2009ခုနှစ်ကိုပြန်ရောက်နေတာကိုတွေ့လိုက်ရပါတယ်အခန်းထဲကရင်းနှီးနေတဲ့ပစ္စည်းတွေကိုမြင်ပြီးချစ်ရသူအသက်ရှင်နေသေးတာကိုသိလိုက်ရတဲ့အတွက်လင်းရှုအရန်စိတ်လှုပ်ရှားသွားပါတယ်သူအခန်းထဲကနေပြေးထွက်လာပြီးလမ်းပေါ်မှာခုံပေါက်လျှောက်သွားနေပါတယ်ဒီခေဟောင်းကဘာကြီးကိုကြည့်ပြီးသူ့ရဲ့ပျော်ရွှင်မှုကိုဘယ်သူမှနားလည်မှာမဟုတ်ပါဘူးခင်ပွန်းဖြစ်သူရဲ့ငယ်ဘဝကိုသွားရှာဖို့လုံနေတုန်းမှာပဲရုတ်တရက်ပြုတ်အန်ချင်တယ်လို့ခံစားလိုက်ရပါတယ်ငါကလေးနဲ့အတူပါလာတာလားလို့သူတွေးလိုက်ပါတယ်အဲ့ဒါကိုအတီးပြုတ်ဖို့အတွက်ကားပေါ်ကစင်းချင်းကိုဝင်စစ်တန်သွားဝယ်လိုက်ပါတယ်အစင်းနှစ်စင်းပေါ်လာတဲ့အခါသူနောက်တကြအိမ်ထက်ပြီးစိတ်လှုပ်ရှားသွားပါတယ်အဲ့ဒီအချိန်မှာပဲမောကြီးလိုက်တော့ရင်းနှီးနေတဲ့မျက်နှာကိုမြင်လိုက်ရပါတယ်အခုအချိန်မှာခြံဖုံးရဲကစံပင်ဖြူဆိုးထားပြီးနားကပ်ပန်ထားတဲ့လူမိုက်လေးဖြစ်နေပါသေးတယ်လူမိုက်တချို့ကသူ့ကိုပြစ်နာရှာဖို့လုပ်နေတာကိုမြင်လိုက်ရပါတယ်လင်းရှုကချက်ချင်းပြေးသွားပါတယ်ခြံဖုံးရဲကတုတ်ကိုအသာလေးဖမ်းလိုက်ပြီးလူမိုက်တွေကိုခဏလေးအတွင်းရှင်းပစ်လိုက်ပါတယ်ဒီမိန်းကလေးကဘာလို့သူ့ကိုကာကွယ်ပေးတာလဲဆိုတာသူဇဝေဇွာဖြစ်နေတော့မှပဲလင်းရှုကသူ့ကိုဖတ်လိုက်ပါတယ်ရောကြရှင်အသက်ရှင်နေသေးတာတကယ်ဝမ်းသာစရာပဲခြံဖုံးရဲကဘာလို့ရမှန်းမသိဖြစ်နေချိန်မှာလင်းရှုကတော့ပြန်ဆောင်ရတဲ့ပျော်ရွှင်မှုထဲမှာနစ်မျောနေပါတယ်ဘေးကလူမိုက်ကတော့သူ့လက်ထဲကကိုဝင်စစ်တံကိုမြင်သွားပါတယ်ကိုဝင်ရှိနေတာလားမိုက်တယ်ဟာခြံဖုံးရဲကြားလိုက်တာနဲ့မျက်နှာချက်ချင်းပြတ်သွားပါတယ်သူလင်းရှုကိုတွန်းထုတ်လိုက်ပြီးလက်ထဲကပစ္စည်းကိုကြည့်ကကိုဝင်ငါကလေးလားလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်ကျမှသူတို့တကယ်မသိသေးဘူးဆိုတာလင်းရှုတတိယသွားပါတယ်ဒါပေမဲ့ဒိုင်ယာရီထဲမှာတော့ခြံဖုံးရဲကသူ့ကိုတိတ်တခိုးချစ်နေတာကြာပြီလို့ရေးထားပါတယ်ဒါပေမဲ့ဘာလို့ဒီလောက်အတန်မာနေရတာလဲသူ့ရဲ့မိခွန်းတွေရှေ့မှာလင်းရှုဘလို့ရှင်းပြရမှန်းမသိတာကြောင့်ကိုဝင်စစ်တန်ကိုအိမ်သားထဲမှာကောက်ရတာလို့လိန်ပြောလိုက်ပါတယ်အဲ့ဒီတော့မှပဲအဆင်ပြေသွားပါတယ်ထွက်သွားတဲ့သူ့ရဲ့ကြောပြင်ကိုကြည့်ပြီးသူကျန်းကျန်းမာရှိနေတာကိုမြင်ရတာတန်ဖိုးရှိပါတယ်လင်းရှုကမျက်ရည်တွေနဲ့ကြိမ်ဆိုလိုက်ပါတယ်ဒီဘဝမှာတော့ရှင့်ကိုငါအကောင်းဆုံးချစ်ပေးပါမယ်။သူနဲ့မြ мян နီးစပ်ဖို့အတွက်ခြံဖုံးရဲ့အနီးနားမှာအိမ်ငှားဖို့သူစဉ်းစားပါတယ်။မတော်တဆပဲမောကြီးလိုက်တော့သူ့ကိုထပ်မြင်ရပြီးသူ့လက်ထဲမှာအိမ်ငှားကြော်ညာစာရွက်ရှိနေပါတယ်။သူကငါယောက်ျားဖြစ်လာမှာပဲဆိုတော့ဇနီးတယောက်ရဲ့အခွင့်အရေးကိုကြိုပြီးသုံးလို့ရတာပဲလို့သူတွေးလိုက်ပါတယ်။ဒါနဲ့သူခြံဖုံးရဲ့စီတန်းပြေးသွားပါတယ်။လင်းရှုရဲ့ချိုတာတဲ့အပြုံးကိုမြင်တော့ခြံဖုံးရဲ့ရင်ခုန်တန်တွေမြင်လာပါတယ်။သူအရင်ကနဲ့မတူတော့ဘူးလို့ခံစားနေရပါတယ်။လင်းရှုကပိုတိုးကပ်လာပြီးနေကောင်းလားခြံဖုံးရဲ့နေကောင်းလားရောကြလို့နှုတ်ဆက်လိုက်ပါတယ်သူခြံဖုံးရဲ့လက်ထဲကအိမ်ငှားစာရွက်ကိုဆွဲယူလိုက်ပြီးသူ့အိမ်မှာနေမယ်လို့ဆိုပြောပါတယ်ဒါပေမဲ့ခြံဖုံးရဲ့ကအကြောင်းပြချက်အမျိုးမျိုးပေးပြီးညင်းပါတယ်ကံကောင်းတာကခြံဖုံးရဲ့အဖွားကအဲ့ဒီအချိန်မှာရောက်လာပါတယ်လင်းရှုကအဖွားနဲ့ရင်းနှီးအောင်လုပ်ပြီးအိမ်ထဲကိုအတူလိုက်သွားပါတယ်ခြံဖုံးရဲ့ကတော့မိုးထဲမှာကြောင်တောင်တောင်ကြံခဲ့ပြီးအဲ့ဒါငါအဖွားလေဟေ့လို့အော်နေပါတယ်အိမ်ရောက်တဲ့အခါလင်းရှုကပိုက်ဆံသိမ့်မလောက်ဘူးလို့အဖွားကိုပြောနေတာကိုကြားတော့ခြံဖုံးရဲကပိုက်ဆံမရှိပဲအိမ်ငှားချင်တာလားအလကားနေချင်တာလားဒါမှမဟုတ်ငါ့ကိုကြိုက်နေတာလားလို့လောင်လိုက်ပါတယ်အဖွားကတော့သူ့ကိုရိုင်းနေဆိုပြီးအခန်းထဲမောင်းထုတ်လိုက်ပါတယ်လင်းရှုကစာတော်မှန်းသိရတဲ့အခါအဖွားကသူ့မြေးကိုစာပြပေးပြီးအိမ်လက်ခအစားထိုးဖို့ပြောပါတယ်မြေးဖြစ်သူကိုလည်းလင်းရှုရဲ့အထုပ်တွေကူတဲခိုင်းပါတယ်ဒီလိုနဲ့လင်းရှုသူနဲ့နီးစပ်သွားပါပြီဒါပေမဲ့ခြံဖုံးရဲကပိုပြီးဇဝေဇွာဖြစ်လာပါတယ်သူ့ကိုလမ်းပတ်သက်ဖို့လင်းရှုကိုတတိပေးပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ခံစားချက်တွေကိုသူမထိန်ချုပ်နိုင်မှကြောက်လို့ပါဒါပေမဲ့လင်းရှုကနားမထောင်ပဲသူ့မျက်နှာကိုကင်ပြီးနမ်းလိုက်ပါတယ်နမ်းပြီးတော့စင်ခေါ်တဲ့အကြီးနဲ့ကြည့်နေပါသေးတယ်ထွက်ပြေးသွားတဲ့ခြံဖုံးရဲ့ကြောပြင်ကိုကြည့်ပြီးလင်းရှုပြုံးလိုက်ပါတယ်အားလုံးအဆင်ပြေနေပုံပါပဲလင်းရှုပျော်ပျော်ရှင်ရှင်ထွက်သွားပေမဲ့ဒီနန်းကခြံဖုံးရဲ့ကိုတညလုံးအိမ်မပျော်အောင်လှုပ်လိုက်ပါတယ်အထက်တန်းကျောင်းလုံးကသူလင်းရှုကိုချစ်ရေးဆိုဖို့လှုပ်ခဲ့ဘူးပေမဲ့လင်းရှုကစာညံ့တဲ့သူတွေကိုမကြိုက်ဘူးလို့သူငယ်ချင်းတွေကိုပြောနေတာကိုကြားခဲ့ရပါတယ်အဲ့ဒါကြောင့်လင်းရှုသူ့ကိုမုန်းတယ်လို့သူထင်နေခဲ့တာပါဒါပေမဲ့ဒီနေ့အနန်းကသူ့ခေါင်းထဲမှာပြန်ပေါ်လာပြီးမိမဆိုးလေးငိုက်ကိုမကြိုက်ဘဲနဲ့နန်းတယ်လို့သူတွေးနေပါတယ်သူစိတ်တွေရှုပ်ထွေးနေတာကြောင့်အပြင်ထွက်ဖို့လုပ်ပေမဲ့မိန်းကလေးအခန်းပြတင်းပေါက်ကနေသူအိပ်ပျော်နေတာကိုမြင်လိုက်ရပါတယ်
အဲ့ဒါကသူ့ကိုပိုပြီးစိတ်လှုပ်ရှားစေပါတယ်နောက်တစ်နေ့မှာလင်းရှုကခြံဖုံးရဲ့နောက်ကိုဘတ်စကားဘော်အထိလိုက်လာပြီးသူနဲ့ចောင်းတူတက်ဖို့လုပ်ပါတယ်သူနားထောင်နေတဲ့တချင်းကိုတောင်လင်းရှုကအတိအကျပြောနိုင်ပါတယ်ခြံဖုံးရဲ့ကသူဘလို့တိတာလဲလို့အန်တာနေချိန်မှာလင်းရှုကထပ်ပြီးစိန်ခေါ်သလို